ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့် game လေးကတော့ Sword of Justice ဆိုတဲ့ game လေးပဲဖြစ်ပါတယ်။ Sword of Justice ကဆိုလို့ရှိရင်တော့ MMORPG style game တစ်ခုဖြစ်တယ်ပေါ့နော်။ Sword of Justice ကတရုတ်ပြည်မှာဆိုစထွက်တာဟိုလောက်တော့ရှိပြီတော်တော်ကြာပြီပေါ့နော်2015လောက်တည်းကစထွက်တာပေါ့နော်PC version ကတော့အခု mobile version ကကျတော့ထွက်ထားတာတော့3-4နှစ်လောက်ပဲရှိတော့မှာပေါ့နော်အဲ့လောက်နဲ့စထွက်ပြီးတော့အခုဆိုရင်တော့ global ဘက်ကိုခြေချလာပြီပေါ့နော်Sword of Justice ကဆိုလို့ရှိရင်ဘယ်လို game မျိုးလဲဆိုရင်open world style MMORPG type ဖြစ်ပြီးတော့ပြီးလို့ရှိရင်သူ့ထဲမှာလုပ်လို့ရသေးတယ်အများကြီးရှိတယ်သူရဲ့ unit ဖြစ်တဲ့တိုင်းလောကကိုအခြေခံထားတဲ့ game တစ်မျိုးဖြစ်တယ်ပေါ့နော်တရုတ် martial art ပုံစံ game တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီ game ထဲမှာဆိုလို့ရှိရင်အဓိကဘာလုပ်လို့ရလဲဆိုရင်ကိုယ့်ရဲ့ class ကိုလည်း unit ဖြစ်အောင်ဖွဲ့လို့ရပြီးတော့ merit system တွေလည်းပါလာမယ်ပေါ့နော်လက်ထပ်တာတွေမင်္ဂလာဆောင်တာတွေလည်းလုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အဓိကလုပ်လို့ရသေးတာကသူ့ရဲ့ဟိုပေါ့နော်အလုပ်တွေလည်းလုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်သူမှာကတခြားdungeon တွေတကယ်ချင်းနဲ့ဆိုပြီးဝင်တာတို့တခြားပြောရမယ်ဆိုရင်ဟင်းချက်တာတို့ဘာလို့အဲ့လိုမျိုးအပိုင်ငါးဖမ်းတာတို့ဘာအဲ့လိုဟာတွေလည်းလုပ်လို့ရသလိုအိမ်ဆောက်တာတွေဘာတွေလည်းလုပ်လို့ရတယ်ပေါ့နော်တော်တော်များများလုပ်လို့ရတဲ့ game တစ်ခုတော့ဖြစ်တယ်ပေါ့နော်အဲ့လိုတကယ်လို့Mobile Legends တို့ PUBG တို့ဆော့ရတာပြင်းနေပြီဆိုရင်တော့ဒီအခုထွက်လာမယ့်နိုဝင်ဘာ9ရက်နေ့မှာထွက်လာမယ့် Sword of Justice ကိုစောင့်ပြီးတော့ဆော့စီခြင်းပါတယ်Sword of Justice ကအခုနောက်လနိုဝင်ဘာ9ရက်နေ့ဆိုရင်စပြီးတော့ official ထွက်ပါမယ်ဘယ်မှာထွက်မလဲဆိုတော့အဓိကတော့သူက mobile နဲ့ PC မှာအဓိကထွက်မယ် mobile မှာဆိုရင် mobile နဲ့ PC နဲ့သူက cross play ရတယ်ပေါ့နော် Genshin Impact လိုမျိုး mobile နဲ့ PC မှာဖြစ်တဲ့အတွက်ကြောင့် mobile player ရော PC နဲ့ဆော့တဲ့လူရောဘယ်လိုပဲဖြစ်ဖြစ်တူဆော့လို့ရတယ်ပေါ့နော်တကယ်ချင်းတွေမတူလို့ဆိုပြီးဆော့လို့မရတာမျိုးလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုကြတော့Sword Justice ရဲ့ stream မှာပေါ့နော်တင်ထားတဲ့ library ဖြစ်ပါတယ် stream မှာကြာအဲ့မှာသူက9ရက်နေ့နိုဝင်ဘာမှာအမှထွက်မယ်ပေါ့နော်2025မှာထွက်မယ်ပေါ့နော်အဲ့မှာသူအမှ8ရက်လောက်ပဲလိုရဲပေါ့နော်အခုဒီနေ့နဲ့တွက်မယ်ဆိုရင်တော့သူ့ရဲ့ minimal အမှ requirement တွေအမှပြထားရပေါ့နော် recommended ကတော့ GTA 1050နဲ့ဆိုရတယ်ပေါ့နော်ဆိုရင်လည်း950 Ti လောက်နဲ့ဆိုလည်းရတယ်ပေါ့နော်အဲ့တော့အရင်ကြီးတော့ requirement မလိုဘူးပေါ့နော်အဲ့တော့ requirement မလိုဘဲနဲ့ဆော့လို့ရတယ်ပေါ့နော်အဲ့ကြောင့်ပြောချင်တာကတော့အဲ့ထွက်လို့ရှိရင်လာဆော့လို့ရအောင်လို့ပေါ့နော်အဓိကတော့ cross play ဆော့လို့ရပြီးတဲ့အတွက် PC ရော mobile user ရောပို့ပြီးတော့အဆင်ပြေရပေါ့နော်အဓိကလာဆော့မယ်ဆိုရင်တော့register တက်လုပ်ထားလိုက်ပေါ့နော်အခုဆိုရင်တော့ Play Store မှာလည်း register လုပ်လို့ရနေပြီအဲ့ stream မှာလည်း register လုပ်ထားလို့ရနေပြီပေါ့နော်အဲ့တော့လုပ်ထားလိုက်ကြပိုကောင်းတယ်ပေါ့နော်နောက်နေ့ကျရင်လည်းGame Sword Justice လိုပုံစံ Game တူရယ်ဆိုပေမဲ့နည်းနည်းတော့ကွဲရပါတော့ Sword Justice ထပ်ပို့ပြီးတော့ကောင်းတဲ့ Game တစ်မျိုးရှိသေးရပေါ့နော်အဲ့ Game ကိုလည်းထပ်ပြီးတော့ကြော်ညာပေးမယ်ပေါ့နော်အဲ့ Game ကကြာနိုဝင်ဘာ14လောက်ကြာရင်ထွက်မှာပေါ့နော်